ဥလာမလို့ပြောလိုက်တာနဲ့တချိန်လုံးကလူသားစားခဲ့တာကြောင့်ထောင်နှန်းဆန်နေရတဲ့ဘုံကြီးတစ်ပါးကိုအားလုံးသိကြမယ်ထင်ပါတယ်။သူကဖျားလန်းစဉ်ကိုရှောက်နှမ်းနေတဲ့တန်ခါတော်တစ်ပါးဖြစ်ပါပြန်တဲ့ဒီနည်းသိက္ခာတွေအားလုံးကိုချိုးဖောက်ပြီးတော့လူရဲ့အသားကိုမှဒိတ်ပြဆက်ဆက်တက်ထွက်ပြီးစားခဲ့တာကြောင့်တမိုင်းမှာနာမည်ဆိုးနဲ့ကျန်ခဲ့ရပါတယ်။ဥလာပါကအစပိုင်းမှာတော့ဖျားတရားလုပ်ပြီးတော့အထက်လမ်းလိုက်စားခဲ့ပြီးမြဲနောက်ပိုင်းမှာတော့ဘလို့ဖြစ်ပြီးတော့လူတွေကိုတက်စားပြီးတော့အောက်လက်ဖက်ပြောင်းသွားတယ်မသိရပါဘူး။သူနဲ့ပတ်သက်ပြီးတော့မတူညီတဲ့ဆလန်ကြီးအမျိုးမျိုးကြားခဲ့ရပူပါတယ်။အဲဒီဆလန်တွေကမှလူသိများထင်ရှားတဲ့ပြည်မှန်တစ်ခုအကြောင်းကိုဒီနေ့ဒီလိုထဲမှာပြောပြပေးချင်ပါတယ်။1996ဝန်းကျင်လောက်ကရန်ကုန်မြို့မှာနာမည်ကြီးတဲ့ဘုန်းကြီးတစ်ပါးဖြစ်တဲ့ဥလာပါဆိုတာရှိခဲ့ပူပါတယ်။ဥလာပါကျောင်းရဲ့ပြည်ညာကတော့ယခုတောင်အောက်ကပါမျိုးပါရမီလမ်းဘေးမှာတည်ရှိပါတယ်။အဲဒီတုန်းကတော့မွတ်စလင်များလေးတာဖြစ်ပြီးတော့ဘုန်းကြီးကျောင်းတွေကလည်းကျိုးရရတာလေးပဲရှိတာပါ။အဲဒီထဲမှာဥလာပါရဲ့ကျောင်းကလည်းအပါအဝင်ဖြစ်ပါတယ်။အဆိုင်ရာဆိုနေအရာကတော့ဥလာပါကသူ့ရဲ့မိန်းမကိုတော့တာဖြစ်တဲ့သူကိုပါကျောင်းမှာအတူပေါ်ထားတယ်လို့သိရပါတယ်။သူကတော့ဥလာပါအတွက်လူတွေကိုတိုင်းတိုင်းတက်ပြီးတော့သူ့မိန်းမကတော့ဥလာပါစားဖို့အတွက်အဲဒီသားတွေကိုချက်ပေးရပါတယ်။အဲဒီနေရာမှာခွန်ကျောင်းသားတွေရောကိုကြီးပါလက်နေဆောင်လို့ရှိရင်ချိန်ခတ်လေးရှိပါတယ်။ဒီရမှာတော့ကိုကြီးတစ်ပါးကချိန်ခတ်နေနေဥလာပါရဲ့ကျောင်းဝင်တွေကိုခြေရောက်ကျသွားတာကြောင့်သွားကောက်ကြတာကိုပြန်ထွက်မလာတော့ပါဘူး။ဒါတော့အဲ့တုန်းကလည်းလူတွေခဏခဏပြောင်းနေခဲ့တာပါ။တောက်တဲ့လူတိုင်းကလည်းဥလာပါရဲ့ကျောင်းပတ်ဝန်းကျင်မှာပဲပြောက်သွားကြတာပါ။ဒါကြောင့်လူတွေကတန်ရဝင်ခဲ့ကြပြီးလည်းဘုန်းကြီးဆိုတော့လည်းမဟုတ်တော့ပါဘူးဆိုပြီးတော့အားလုံးကသိနေကြတယ်။ဒါပေမဲ့ဒီရက်မှာတော့လူတွေပြောက်ကဥလာပါကျောင်းကိုရောက်လာခဲ့တဲ့ငယ်လေးကစိုးမိတာတွေတက်ပြီးပြန်မယ်လို့တော့ဥလာပါရဲ့သားကအနောက်ကနေပြီးတော့ဓာတ်နဲ့လက်ခုပ်ပါတော့တယ်။တန်တော့ဆိုတော့ကောင်းလေးကချက်ကောင်းကိုမရှိသွားတာကြောင့်အတီကိုထွက်ပြေးလို့သွားခဲ့ပါတယ်။အဲ့ဒီမှာပဲလူတွေအားလုံးကပြီးသွားကြပြီးတော့နောက်ဆုံးဥလာပါလည်းတော့လဲပြီးတော့အဖမ်းခံလိုက်ရပါတယ်။ဘုံကြောင်တွေကိုရဲပြီးစစ်ဆေးကြတဲ့အခါမှာတော့လူသားတွေကိုခုတ်ချပြီးတော့အခြေစိမ်ထားတဲ့စီပိုင်းတွေကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။သူကဘာကြောင့်လူသားစားရလဲဆိုရင်တော့ပေါ်ရီတာကတင့်စင်းလို့ခေါ်တဲ့လူသားစားပြီးမှကြည့်ရတဲ့တင့်မှုတစ်ခုကိုကြည့်နေတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီတင့်မှုကအောင်မြင်သွားခဲ့လို့ရှိရင်ဒီရှိုးပြီးမျိုးပြနိုင်တဲ့အထိဆွမ်းသားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ mix ဆွေးတို့ကဘယ်လိုထင်ရပါသလဲ။ဥလာပါကတကယ်ပဲလူသားစားခိုင်းတာဖြစ်နိုင်ပါမလား။ရုံရောယုံကြည်ကြရဲ့လား။